မင်္ဂလာပါတသားတော်မိမိတို့ရေဒီနေ့မှာတော့တီတီကျော့ကဒေါက်တာမေမွန်ရဲ့စိတ်ကြီးဝင်နေတဲ့ဘာကာလေးဆိုတဲ့ပုံမြင်လေးကိုရွေးချယ်ထားပါတယ်နားထောင်ကြည့်ကြစို့နော်တခါတုန်းကစားတောက်ဆိုင်တစ်ဆိုင်မှာဘဝင်မြင့်နေတဲ့ဘာကာလေးတစ်လုံးရှိတဲ့သူ့ပုံစံကဝလုံးလေးလိုပြည့်ပြည့်ဖောင်းဖောင်းပုပုဝိုင်းဝိုင်းလေးဆိုတော့တဲကိုချစ်စရာကောင်းတာပေါ့ကွယ်အလေကအသားပြားထူထူကြီးကလည်းသူ့ကိုပိုပြီးခန့်သွားစေတယ်ကွယ်သူခန္ဓာကိုယ်ကနေတစိမ့်စိမ့်ထွက်နေတဲ့အကောင်စားထောပတ်နန့်တင်းတင်းလေးကိုဆိုသူကဂုံယူလို့မဆုံးဘူးတဲ့ကဘာပေါ်မှာဘယ်မုံမှသူ့လောက်အရသာမရှိဘူးလို့ပဲထင်နေတာတကယ်တော့ဘာကာလေးကအရင်ကစိတ်ထားကောင်းရှာပါတယ်တဆိုင်လုံးကဝိုင်းပြီးမြောက်စားထားကြတာကြားတော့သူလေကြီးကျယ်လာတာပေါ့အဲ့ဒီဆိုင်မှာသူကအယောင်ရဆုံးပဲလေဒီတော့ဆိုင်ရှင်ကစပြီးဇပွဲတိုးလေးတွေအစုံသူ့ကိုပဲဖူးဖူးမှုန့်နေကြတာပေါ့ကွယ်ဆိုင်ရှင်လင်မယားဆိုသူ့အကြောင်းကြွားလိုက်ရတာအမောစကားပြောတိုင်းဘာကာလေးဆိုတာမပါရင်မပြီးဘူးတဲ့သူတို့ဆိုင်ကိုအများဆုံးလာစားတာကလေးတွေပဲကွဆိုင်နားမှာကျောင်းတွေများတာကိုဒီတော့လေမနေ့၈နာရီလောက်ကစပြီးညနေအထိဆိုင်မှာကလေးတွေတယုံယုံပဲတဲ့ကလေးအများစုကလည်းဆိုင်ထဲရောက်တာနဲ့ဘာကမြန်မြန်ပေးပါတားလဲဘာကပဲစားမှာမနှက်ဖက်လဲသမီးဖို့ဘာကအစင်နဲ့လှုပ်ထားပေးပါနော်ဆိုတာမျိုးတွေချီပဲတငယ်ချင်းတွေနဲ့အတူတူလိုက်စားရင်ဘာကဆွဲသွားတဲ့ကလေးတွေရှိသလိုဘာကစားမှခစ်မိတယ်ထင်ပြီးရှိုးထုံနေကြတဲ့ကလေးတွေလည်းရှိတယ်ကွဘာကာလေးကတော့ရောင်းကောင်းလေးပို့ပြီးမောက်မာလေးဖြစ်လာတာပေါ့ကွယ်ဘာကာမှဘာကာဖြစ်နေတဲ့ကလေးတွေထဲမှာဆိုင်ရှင်ရဲ့သားလေးတူတူလဲပါတယ်တူတူကငယ်ငယ်ကလေးတွေကစားပြီးဘာကာကိုက်ပြီးကြီးလာတာဝလိုက်တာလဲတိရစ်တုတ်ခဲနေတာပဲဂိမ်းကစားရင်ဘာကာတစ်ခါစားရင်နှလုံးလောက်တော့အသာလေးပဲတဲ့ဘာကာလေးကလည်းတူတူကိုသိချစ်တာသူတို့ကအတူတူကြီးလာကြတာကိုကွဘာကာလေးကရိုးရိုးမုံမျိုးတော့မဟုတ်ဘူးကွသူ့မှာအံ့ဩစရာကောင်းတဲ့တကိုးတွေရှိတယ်မီးဖို့ဆောင်ကကြောက်စပွဲဝိုင်းကြီးပေါ်တက်ပြီးဂါထာတွေမန်းမှုတ်လိုက်ရင်သူနဲ့ချွတ်စွတ်တူတဲ့ဘာကာလေးတွေအများကြီးရောက်လာတဲ့ဆိုင်မှာကလေးတွေဘလောက်ပဲလာဝဲဘာကာပြတ်သွားတယ်ရဲ့လို့မရှိဘူးပေါ့သူရွတ်တဲ့ဂါထာလေးကလည်းတကယ်တော့တူတူလေးကွချိုဤစိတ်မွေးဘာကာလေးပွားပါမြန်မြန်လေးကလေးတွေကြိုက်ဖဲ့စားတောက်လိုက်တဲ့အခါဘာကာလေးရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းသေးသွားတာပေါ့သူ့အတွက်တော့ပေါ့ပါပြီးနေလို့တောင်ပိုကောင်းသွားသေးဆိုပဲနောက်ဆုံးတခိုက်ကြရင်တော့ဘာကာလေးကအိတ်ချင်းတလူလိုဖြစ်လာပြီးသေဆုံးသွားတဲ့ကွယ်ဒါပေမဲ့ဒါလည်းပူစရာမလိုဘူးသူ့မှာအသက်တွေအများကြီးအပိုပါတဲ့ဒီနေ့သေဆုံးသွားတယ်ဆိုပေမဲ့လည်းနောက်နေ့ကျရင်လန်းလန်းဆန်းဆန်းပြန်မွေးဖွားလာတာပဲဘာကာလေးမှာနောက်ထပ်အစွမ်းထက်တဲ့ဂါထာတစ်ပုဒ်ရှိသေးတယ်တကိုးတွေစုပေါင်းငါပုံပြောင်းစားကြည့်တာနဲ့ကောင်းမှကောင်းပကံများတဲ့ရောက်တာနဲ့သူကမျက်စိစုံမှိတ်ပြီးအဲ့ဒီဂါထာရွတ်တော့တာပဲ3 ခါလောက်ရွတ်ပြီးသွားပြီဆိုရင်တော့သူ့အရာသာတွေတီတတကြီးကိုကောင်းမွန်လာတဲ့ကွယ်ခလေးတွေရဲ့ပါဇက်ထဲမှာဆိုဘာကာလေးကချွတ်ချုံငန်ငန်လေးလေးပင်ပင်နဲ့စိတ်နေတာပဲတဲ့
ပေါင်မုံကချိုပြီးနူးညံ့တယ်လို့အသားပြားကလည်းတိတ်ကိုအရသာရှိတဲ့ကွယ်စားတွေအချိုမှုန့်တွေကြက်သားမှုန့်တွေထောပတ်တွေနဲ့နေထားတာကို sauce တွေမယိုနီးစ်တွေ cheese တွေလည်းဘလောက်တောင်အရှံပဲပါတယ်လဲဆိုသူ့ကိုယ်ထဲကနေစိန်ထွက်ပြီးပကံပြားတဲ့တောင်အများကြီးယိုစီးကြနေတဲ့ကလေးတွေမကြိုက်တဲ့အသီးရွက်တွေတော့လုံးဝမပါဘူးတဲ့ဘာခါလေးကတခြားမုံတွေကိုဆိုမတူမတန်တယ်လို့ဆက်ဆံတတ်တယ်ကွသူနည်းနည်းအထင်ကြီးတာဆိုလို့အာလူးကြော်နဲ့အချိုရည်ပဲရှိတယ်သူတို့ကလည်းကလေးတွေကြားထဲမှာနာမည်ကြီးတာကိုအာလူးကြော်ဆိုချိုချိုငငယ်စီရွှဲရွှဲလေးဆိုတော့ကလေးတွေကစားပြီးစားကျင်နေတာပဲတဲ့အချိုရည်ကလည်း gas တွေတကြားတွေဖောဖောတီတီပါတော့အင်မတန်တောက်ကောင်းတာပေါ့အဲ့ဒီအချိုရည်တွေတောက်ပြီးရင်အိမ်မှာတောက်နေကြနွားနို့ကိုကလေးတွေမတောက်ချင်ကြတော့ဘူးတကယ်တော့မုံကလေးတွေကအချင်းချင်းကြိတ်ပြိုင်းနေကြတာတဲ့သူတို့ကိုသူတို့လည်းကောင်းလာပြီလို့ထင်နေကြတာပေါ့ဒါပေမဲ့သူတို့ကိုဝယ်မကြွေးချင်တဲ့မိဘတွေရှိတယ်တချို့မိဘတွေကသူတို့ကိုတရေစာတွေအသင့်စားစားစရာတွေဆိုပြီးခွဲခြားဆက်ဆံကြတယ်အစီတွေအချိုတွေအငန်တွေများလို့ဆိုပြီးကလေးတွေကိုမကြွေးကြဘူးတချို့ကြတော့လေအေးခဲထားတဲ့အသားတွေနဲ့လှုပ်ထားလို့မလက်ဆက်ဘူးဆိုပြီးတော့ရှောင်ကြပြန်တယ်လीမုံလေးတွေကကလေးတို့လိုပဲကွချီကျူးရင်သဘောကျသလောက်မကောင်းပြောခံရရင်စိတ်ကောက်ကြတယ်သူတို့မှာအပြစ်မရှိဘူးလို့ကြီးအမြဲထင်နေတာငါတို့ကိုစားနေကြကလေးတွေတနေ့တခြားဝလာကြတာပဲဟာငါတို့နဲ့သာမတည့်ရင်သူတို့ပိန်ချုံးနေမှာပေါ့အလကားပါဟာကက်စီနေပြီးဝဲမကျွေးကျင်တိုင်းကလေးတွေကိုရှောက်ချောက်နေကြတာပြီးရင်ကလေးကိုအပေါ်စားတစ်သီးဆိုင်တွေဘက်ခေါ်သွားကြရောသူတို့ဝဲမကြွေးလဲငါတို့ကိုစားနေကြကလေးတွေမှပုံလို့ကလေးမွေးနေ့တွေဆိုလဲငါတို့ပဲပွဲထွက်နေရတာကလေးစားတဲ့မုံတွေထဲမှာတော့ငါတို့ကအစစ်အမြင့်ဆုံးပါပဲကွာအဲ့ဒီလိုအချင်းချင်းမြှောက်ပင့်ပေးရင်မန်တွေတက်နေလိုက်ကြတာတိတ်မကြခင်မှာပဲသူတို့အတွက်ကံဆိုးတဲ့နေ့တစ်နေ့ကိုရောက်လာခဲ့တယ်အဲ့ဒီနေ့မှာတူတူကထုံးစံအတိုင်းဘာကာနဲ့အာလူးကြော်တွေအများကြီးစားလိုက်တယ်ခဏနေတော့တော်ဝေါ်ဝေါ်နဲ့အံပါလေးရောဘိုက်တွေလည်းအောင်တဲ့ဝမ်းချုံနေတာလဲကြာပြီဆိုပဲသူ့မိမိကတူတူကိုချက်ချင်းပဲစေးကန်းခေါ်သွားတယ်ပြဿနာကတူတူတို့သားအမိစေးကန်းကပြန်လာမှစတာအစာမကြေဖြစ်ပြီးအန်တာပါဆေးတွေလည်းပေးလိုက်ပါတယ်စိတ်ပူရမှာကတားရဲ့ကိုယ်အလေးချိန်ပဲတူတူကတော်တော်ကိုအဝလိုနေတယ်တဲ့ဒီတိုင်းပြစ်ထားရင်ငယ်ငယ်လေးနဲ့စီးကြိုသွေးတို့နှလုံးအဲ့ဒီလိုယောဂကြီးဝင်လာနိုင်တယ်တဲ့အဲ့ဒါဆိုတားလေးအသက်တူမှာမင်းကလည်းကွာမပြောကောင်းမဆိုကောင်းငါတို့သားလေးကြမ်းမာနေတာပဲဟာတူတူဖေဖေကခပ်ပေါ့ပေါ့ပဲတွေးနေပေမဲ့တူတူကိုအမြဲအရေးတကြီးကြီးလုံနေတဲ့ဖွားဖွားကတော့စိတ်ပူသွားတယ်ဖွားဖွားမှာတူတူအကြောင်းပြောစရာတွေအများကြီးပဲတကယ်တော့ဒီကောင်လေးကိုငါအားမရတာကြာပြီဝါသာဝနေတာငါလောက်တောင်မကြမ်းပါသလိုပဲထိုင်ထိုင်မှိုင်မှိုင်လေးလေးလန်လန်နဲ့ကျောင်းမှာလဲခဏခဏအိပ်ပျော်သွားတယ်လို့ဆရာမကပြောနေတယ်နည်းနည်းလေးကစားခံလိုက်ရင်လဲဟိုနားကနာဒီနားကနာနဲ့လှေကားလေးတက်တာတောင်ချွေတရွှဲ့ရွှဲနဲ့မောနေသည်တူတူမိဘတွေမျက်လုံးပြူးသွားကြတာပေါ့တားကိုပိန်သွားအောင်ဘာစည်းဝယ်တိုင်ကောင်းမလဲဆရာဝန်ကတားရဲ့နေ
နေထိုင်စားသောက်မှုပုံစံကိုပဲပြင်ခိုင်းတယ်လှုပ်ရှားမှုတွေများများလုပ်ရမယ်တဲ့အစီအချိုအငယ်လျှော့ရမယ်တဲ့အစားတွေအများကြီးစားပေမဲ့သားငါဟင်းရွက်မျှတအောင်မစားရင်အာဟာရဓာတ်စုံလင်မှာမဟုတ်ဘူးတဲ့ ဒါတော့ဟုတ်တယ်ကွာဒါကဘိုက်ဆိုင်ဘာကာနဲ့အာလူးကြော်ရင်ငဲ့ရင်အချိုရည်ဒါတွေပဲထပ်တလဲလဲစားနေတာဟင်းဒီဟင်းရွက်ဆိုလုံးဝမစားဘူး တော်ပြီဒီနေ့ကစပြီးသားကိုဆိုင်ကမုံနေမကြွေးတော့ဘူးအချိုရည်လည်းဖြတ်ရမယ် ဘာကာလေးတို့အားလုံးအပြစ်ရှိတယ်လို့ခံစားနေကြရတယ်စဖိုမိုးကြီးတောင်မျက်နှာတွေပြက်လို့ ငါတို့လည်းသားကိုတေးစားနေနဲ့ပဲပြစ်ထားမိတာကြာခဲ့ပြီကွ ဒီတစ်ခါတော့ဆိုင်ရှင်ကပါသူတို့ကိုတရေစားတဲ့မုံလေးတွေခမဝမ်းနေလွန်းလို့မျက်ရည်တွေကျလာကြတယ် တကယ်တော့ကျမတို့ဆိုင်ကိုလာနေကြတချို့ကလေးတွေတူတူလိုပဲဝနေကြတယ်သူတို့ကိုလည်းကျမစိတ်ပူမိတယ်ဒီမုံတွေဆက်တောင်မရောချင်တော့ပါဘူးဆိုင်သာပိတ်လိုက်ချင်တော့တာပါပဲ ဆိုင်ပိတ်တော့မယ်ဆိုတဲ့သတင်းကမုံလေးတွေကြားတယ်အလင်းအမြန်ပြန့်နှံ့သွားတဲ့သူတို့အားလုံးရင်တထိတ်ထိတ်နဲ့ကနာမငြိမ်ဖြစ်ကုန်ကြတာပေါ့ဒီကြားတဲ့ဆိုင်ရှင်ဦးလေးကြီးနဲ့စဖိုမူးကြီးကစာအုပ်တွေဖတ်လိုက်ချရေးလိုက်ညင်းလိုက်ခုန်လိုက်နဲ့ဆိုင်မှာဘာတွေဆက်ဖြစ်လာမလဲဆိုတာညံကောင်းတဲ့ဘာကာလေးတောင်မစင်စားတတ်တော့ဘူးတိတ်မကြခင်မှာပဲထူးခြားတဲ့ပြောင်းလဲမှုတွေအများကြီးပေါ်လာတယ်ဆိုင်နောက်ဖက်မြေကွက်လက်ကြီးဆိုကစားဝင်းဖြစ်သွားတယ်လေဆိုင်လာတဲ့ကလေးတွေကစားဖို့ဆိုပဲမုံပွဲတွေရောက်မလာခင်မှာစိတ်ကြိုက်ကစားနေလို့ရတယ်ကံကောင်းတာကတော့ဘာကာလေးကိုဆက်ရောက်နေသေးတော့မယ်ဒါပေမဲ့အရင်ပုံစံနဲ့နည်းနည်းမှမတူတော့ဘူးတဲ့သူ့ကိုယ်သူတောင်မယုံနိုင်ဖြစ်နေတဲ့ဘာကာအစ်စ်လေးပေါ့ကွယ်ဘာကာလေးဘာတွေပြောင်းလဲသွားသလဲပေါင်မုံကအညိုရောင်ဂျုံကျန်းပေါင်မုံဖြစ်သွားတယ်အသားကိုလည်းအရင်ကလိုအေးခဲထားတဲ့အသားတွေမသုံးတော့ဘူးတနေ့တစ်ခါသွားဝယ်ပေးတယ်အသားကလက်တော့စားတွေအချိုမုံတွေအများကြီးထည့်ကြမလိုတော့ဘူးပေါ့အသားကိုစီနဲ့ကြော်မဲ့အစားမွှေးမွှေးလေးဖြစ်အောင်ကင်ပေးတယ်မျိုးနီစ်တွေချီစ်တွေဆော့စ်တွေလည်းတိတ်မထဲတော့ဘူးဘာကာလေးရဲ့အရွယ်ကလည်းတိတိတသားကြီးကိုသေးသွားတယ်ကွအထူးဆန်းဆုံးကတော့ဘာကာထဲမှာဆလဲရွက်တွေတခွားသီးတွေခရမ်းညင်သီးတွေကြက်သွန်နီတွေရောင်စုံဟင်းသီးဟင်းရွက်တွေပါလာတာပဲဘာကာလေးတင်ပုံပြောင်းသွားတာမဟုတ်ဘူးအာလူးကြော်ဆိုလဲအာလူးထောင်ဖြစ်သွားတယ်လေကလေးတွေမျက်စိအားကောင်းအောင်ဆိုပြီးမုံလာဥနီတွေတောင်ထောင်းထည့်ထားသေးတယ်အချိုရည်ကလည်း gas တစ်ထောင်တောင်မဟုတ်တော့ဘူးတစ်သီးလက်လက်ဆက်ဆက်တွေကိုနွားနို့တို့ဒိန်ကျင်တို့နဲ့ရောဖြော်ထားတဲ့တဘာဝတစ်သီးဖြော်ရည်ဖြစ်သွားပြီလေကလေးတွေပြန်တဲ့အခါအရင်တုန်းကလိုတကြားလုံးတွေဂျယ်လီတွေလက်ဆောင်မပေးတော့ဘူးငါပြောသီးတွေစပစ်သီးလိမ္မော်သီးတွေပြောင်းပေးတဲ့အခုဆိုရင်ဆိုင်မှာကလေးတွေပူတောင်များလာသေးတယ်။ဘာကြောင့်လဲဆိုတော့အရင်ကဘာကာစားခွင့်မရခဲ့တဲ့ကလေးတွေပါရောက်လာကြတာကိုဘာကာလေးကပူပြီးနာမည်ကြီးသွားတာပေါ့ကွယ်။သူ့ကိုကြည့်ရတာကလည်းဘဝင်မြင့်နေတော့မယ်။ဒါပေမဲ့အရင်လိုအကောင်းဆုံးမုံတို့ခမ်းနားတဲ့မုံတို့အရသာရှိတဲ့မုံတို့ဒါမျိုးတွေမကြွေးကြော်တော့ဘူးအခုတလောသူ့ကိုယ်သူဂုံယူနေတာကကျမ်းမာရေးနဲ့ညီညွတ်တဲ့မုံဆိုပဲဒါဟာမုံကလေးတွေရဲ့ဘဝမှာအရေးကြီးဆုံးတန်ဖိုးအရှိဆုံးအရေးအချင်းတစ်ခုဆိုတာကိုဘာကားလေးသဘောပေါက်သွားပြီပေါ့ကွယ်တသားတို့မိမိတို့ရေပုံမြန်လေးကတော့ဒီမှာပဲပြီးသွားပါပြီ
ဒီပုံပြင်လေးကိုနားထောင်နေတဲ့တသားလူမီမီလေးတို့လည်းကျမ်းမာရေးနဲ့ညီညွတ်တဲ့လက်လက်ဆက်ဆက်အသားငါဟင်းသီးဟင်းရွက်တွေကိုပဲစားရမယ်နော်ဒါမှအမြဲတမ်းနေကောင်းကျန်းမာပြီးအများကြီးကစားနိုင်ပါလေဒီနေ့တော့ဒီလောက်ပဲနော်နောက်နေ့တွေမှာတီတီကျော်ကပုံပြင်လေးအများကြီးတင်ထားပေးအောင်မှာဖြစ်လို့တီတီကျော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော် Good night ပါ